ဘူးဒီဟင်းချက်ပြီးလို့ရှိရင်ခရမ်းကျင်သီးထောင်းမယ်ကိုင်းခရမ်းကျင်သီးလေးပေါ့နော်ခရမ်းကျင်သီးလေးတွေမိဖုတ်ပြီးတော့ခွန်သွားပြီးသားပြီးမြုပ်သီးစိမ်းလေးက2တောင်ပဲထည့်တယ်ကျသွန်ပြူလေးက3-5တောင်ပေါ့နော်ဒါပြီးတော့ခါကျတော့လွန်ချောက်လေးကလည်း50တောင်ပေါ့ငပိထောင်းထားပြီးသားလေးရှိရဲ့ငပိထောင်းလေးပါနည်းနည်းထည့်မယ်ပေါ့နော်စားချော်ပုံလေးထည့်ပြီးထောင်းပါပါခုထဲမထောင်းချင်တာနဲ့ဒီလိုလေးပဲခြေပါပါမဆုံးထဲမှာလို့ရှင်ညတာဆင်းဘာဆင်းညာဆင်းနဲ့အလို့ရှုပ်တယ်အဲဒါကြောင့်မို့ဒီလိုလေးနှံ့အောင်ထောင်းလိုက်ပါမယ်နော်ခင်းကြီးထောင်းရလဲစားပလာတွေကိုရင်ထောင်းလိုက်တယ်ထောင်းပြီးခင်းကြီးလေးမိပုတ်ထဲမှာမိပုတ်ထဲကိုထည့်ပြီးတော့ခါကြတော့ဒီလိုမျိုးလေးခြေလိုက်တယ်ပေါ့နော်ခြေလိုက်တော့ဒီလိုမျိုးလေးဖြစ်သွားတယ်ဒီလိုမျိုးလေးဖြစ်သွားတဲ့ခါကျတော့ဒီလိုအဖက်တွေပါအဖက်တွေကြံနေပေါ့နော်အဖက်တွေကြံလို့ရှိရင်လည်းပါဇက်နဲ့ပဲဝါစားတော့မှာတော့ကြေအောင်လေးပါလေအရင်ကြီးညက်ပြီးတော့ခါကြတော့ဘာဖြစ်အောင်ထောင်းနေတော့ဒီကတော့နောက်ဆုံးမှကုန်မှာပါပဲဒီလိုလေးရင်စားကြပါပေါ့နော်ဒီလိုရေပျော်လေးရင်စားကြပြီးတော့ခါကြတော့မှဖက်ကြီးကနောက်ဆုံးလက်ကြံမှာကုန်တာအခါကြရင်တော့တွားနဲ့ဝါစားမှာကဲဒါပဲဒါခင်းစင်းသီးထောင်းမှာ